ဘုရားရှင်ဤအလိုတော်ဆန္ဒတော်အရာဘုရားရှင်ကိုရောမြတ်ကြီးအလိုတော်ဆန္ဒတော်ကိုသိပြီးတော့မြတ်ဗျာဒတော်မူခဲ့သောဓမ္မခန္ဓာများကိုတို့တို့ထွေထွေခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ကိုယ်တိုင်လည်းပဲကျင့်ကြံကြိုးစားပွားများအထုတ်ပြီးသက္ကာလအလုံးသောဝိနည်းများကိုလည်းပဲခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ဩဘောညွန်ပြစောဆုံးမတော်မူသွားခဲ့သည့်ကျေးဇူးတော်ရှင်အဘိဓဇမဟာရထဂုရုဧကမဟာပန္တိတမောဂုဆရာတော်ဘုရားကြီးဤဉာဏ်တော်မြတ်ကိုဥဒိမပန်ဆင်ပြီးတော့ဆရာတော်ဘုရားကြီးဤဥပနိသေယကိုအမိပြုပြီးတော့ယနေ့တကုံမျိုးတဲ့တောင်ပိုင်းကာယကမေတ္တာအကြောင်းတိုင်းကာယကမေတ္တာဖောင်ဒေးရှင်းအသင်းကြီးကပြုလို့ဆင်းရဲခြင်းမှအသောပြစ္ဆမအကျိမြောက်ယဟန်တော်မြတ်ဆိုင်ရာပရိစ္ဆသမုပ္ပါအခြေခံသောဘယ်ဆုံးသာသနာပြုစွာရည်မြစ်သင်္นานကြီးဒီကနေ့နေ့ရက်မြောက်သောနေ့အခါကာလသမယမှာသင်္นานတရားတော်မူလာကြကုန်သောနောင်တော်ညီတော်သံဃာတော်ရှင်သူမြတ်တို့အားဖယားတပည့်တော်ညံမိသ၍ပရိစ္ဆသမုပ္ပါအခြေခံသင်္นานဟောနီယောနိမြတ်ကိုဘုရားတပည့်တော်ညံမိသည်ကျေးဇူးဆမှဖြစ်တည်သောကြောင့်ရှေးဥစွာမူလတရားပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထောတာသဗ္ဗညုမြတ်စွာဘုရားကိုဥစွာပထမနမောတတသုံးကြိမ်ဖြင့်ရှေးခုပူဇော်ကြတော်ပါမယ်အဲ့ဒီနောက်မှာကျေးဇူးတော်ရှင်ဘိရဇမဟာရထဂုရုဧကမဟာပန္တိတမောဂုဆရာတော်ဘုရားကြီးဤအတန်တော်ဉာဏ်တော်များကိုပူဇော်သည့်အနေအားဖြင့်မူလနဗျာဇလာသည့်အသွေရှိသွေလင်္ကာနှင့်အဝိဇ္ဇာနှင့်တဏှာအရင်ခံဒိဋ္ဌိပြုတ်လင်္ကာတို့ကိုလည်းပဲရွတ်ဆိုပူဇော်ကြတော်ကြပါစို့နမောတတဘဂဝန္တောအရဟံတောသမ္မာသမ္ဗုဒ္ဓัสสะနမောတတဘဂဝန္တောအရဟံတောသမ္မာသမ္ဗုဒ္ဓัสสะနမောတတအရဟံတောသမ္မာသမ္ဗုဒ္ဓัสสะမူလနဗျာသစ္စာနကုတေကိုမြတ်နေသုံးမအစနေယမူလဝေသောဝနေကာလသုံးပြရှေးရနေစေဤရှိသွေကိုအလွယ်ကျမသိစေအပ်သည်သန္တရာမလွတ်ကြောင်းသည်အဝိဇ္ဇာနှင့်တဏှာရင်ခံဥမာဒံကာယယုံနာမောအဘေမမြောမြောမအမေအပြေမပြသစ္စာသိဟာကံကြောင့်နာယောကြောင့်ကအဘဘဖြစ်ပြန်လိဇာတိများကဒေရှားပြုပြည့်စီရင်ပါစေအကြောင်းရင်းကြောင့်သတ္တဝါတို့ဖြစ်လာရမှုဘဝညာပြည့်ရှု၍မြောသာဓုကဲအလုံးသောတောင်းတကြီးတော်သံဃာတော်ရှိသူများတို့မြတ်ဘုရားတပည့်တော်တို့ဒီကနေ့ပရိစ္ဆသမုပ္ပါတရားစကားနေတဲ့မှာပထမဆုံးနေ့မှာအခြေခံဟောနည်းပြောနည်းကိုတပည့်တော်တို့ဒီနေ့ပို့ချရင်ဟောကြပါစို့ဗျာကဲဒါဆိုတော့ပရိစ္ဆသမုပ္ပါသဝိုင်းဒေသနာတော်ကြီးရဲ့အောက်မှာလင်္ကာပိုက်ဘယ်နှပိုက်ရှိတယ်လဲလို့ပြောရင်နှစ်ပိုက်အဲ့ဒီလင်္ကာပိုက်နှစ်ပိုက်ထဲမှာပရမဆုံးလင်္ကာပိုက်မူလနဗျာသစ္စာနကုစသည်အဖြစ်အဲ့ဒီလင်္ကာပိုက်ကလေးရဲ့အဆုံးမှာဗာလေးနဲ့ဆုံးတယ်လဲလို့ပြောရင်တန်တရာမတော့ကြောင်းဒီတဲ့ပြောပါတယ်တော့သာသရတန္တရာမလွတ်ကြောင်းဆိုနေရာမှာ
ဘေတန္တရာလဲလို့ပြောဥစွာပထမနံပါတ်1အပေတန္တရာတဲ့ဘာတန္တရာတဲ့တော့အဲ့ဒါအပေတန္တရာနံပါတ်1ကဘာတန္တရာလဲလို့ပြောရင်တော့ခန္ဓာတန္တရာတဲ့နံပါတ်1ဘာတန္တရာတော့ဒါတော့အလုံးပြပြီးတော့ပြောမယ်နံပါတ်1ကအပေတန္တရာနံပါတ်2ကခန္ဓာတန္တရာဒါတော့အဲ့ဒီတန္တရာထဲမှာဘုရားတပည့်တော်ဥစွာပထမဘယ်တန္တရာကနေအရင်လောက်အောင်ကြိုးစားရမှာလဲလို့ပြောရင်အပေတန္တရာကလောက်အောင်မကြိုးစားရမှာလားကြိုးစားရမှာလားအဲ့ဒါပဲတန္တရာကလောက်အောင်ကြိုးစားကြပါဆိုအလုံးပြောမယ်အပေကဘဏ္ဍဘုံနဲ့တော့အပေလေးဘုံကနံပါတ်1ကဘာလဲလို့ပြောရင်ငရဲနံပါတ်1ဗါတဲ့တော့အဲ့ဒီငရဲဆိုတဲ့သန္တရာကြီးကလည်းပဲလွတ်ဖို့အရေးမကြီးလားကြီးသလားကဲနံပါတ်1ကငရဲပြီးတော့ဗါလဲလို့ပြောရင်တော့တရိစ္ဆာနံပါတ်1ဗါတဲ့တော့တရိစ္ဆာဖြစ်ကလည်းပဲလွတ်အောင်မကြိုးစားရမှာလားကြိုးစားရမှာလားကဲနံပါတ်3ကဗါလဲလို့ပြောရင်တော့ဒိဋ္ဌာနံပါတ်3ဗါတဲ့တော့ကဲနံပါတ်4ကဘာလဲလို့ပြောရင်အတုရကဲအဲ့ဒါကိုဘာလေးပုံလို့ပြောတော့တန္တရာအနေနဲ့ပြောလိုက်တော့ဘာတန္တရာတဲ့တော့အဘေတန္တရာဒါတော့ဘုရားတော်ရှင်ဘုရားတို့ဓာတွေအဲ့ဒီအဘေတန္တရာကလွတ်နေကြပြီလားလို့ပြောရင်လွတ်မြတ်လွတ်ရဲ့လားမလွတ်သေးပါဘူးလွတ်တော့လွတ်နေတာပဲအပြီးတိုင်လွတ်ရဲ့လားဘာဖြစ်လို့မလွတ်သေးတာလဲလို့ပြောရင်အရှင်ဘုရားတို့ရဲ့တဏ္ဍာတပိတော်ရဲ့တဏ္ဍာမှာဘာတွေရှိနေတယ်လို့ပြောရင်နံပါတ်1ကတန်တရားဝေစီကိစ္စရှိနေတာတဲ့နံပါတ်1ဘာရှိနေတာတဲ့တော့မရှိဘူးလားရှိနေသလားကဲနံပါတ်1ကဘာရှိနေတာလဲလို့ပြောရင်ဒိဋ္ဌိရှိနေတာနံပါတ်1ဘာရှိနေတာတော့အဲ့ဒီတန်တရားဝေစီကိစ္စရဲ့ဒိဋ္ဌိရဲ့ရှိနေသမျှကာလပတ်လုံးဘယ်တန္တရာကမလွတ်နိုင်ဘူးတဲ့ဒါရပဲတန္တရာကလွတ်ကျင်နေဆိုရင်တန်တရားဝေစီကိစ္စရဲ့ဒိဋ္ဌိရဲ့တတိုင်းထားရမှာလားပယ်ရမှာလားမပယ်ရမှာလားပယ်ရမှာလားမေကြပါဆိုတော့ကျေးဇူးတော်ရဲ့ဘုဂုဆရာတော်ဘုရားကြီးကလင်္ကာပိုက်နှစ်ပိုက်ထားတဲ့နေရာမှာဒုတိယလင်္ကာပိုက်ရဲ့အဆုံးမှာပယ်နိုင်ဖို့ရအတွက်တဲ့ဘာနဲ့ရှုမျောခိုင်းပြဘာနဲ့ရှုမျောခိုင်းတာတဲ့တော့ဟုတ်တယ်ဉာဏ်နဲ့မရှုရမှာလားရှုရမှာလားရှုပြန်တော့လည်းပဲကျေးဇူးတော်ရဲ့ဘုဂုဆရာတော်ဘုရားကြီးကဘယ်သူနီးမိပြီးတော့ရှုခိုင်းတော့ဘုရားနီးမိပြီးတော့မရှုခိုင်းဘူးလားရှုခိုင်းသလားဘုရားနီးဆိုတာဘာလဲလို့ပြောရင်ပဋိစ္စသမုပ္ပါနီပြောပါလေတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကပဋိစ္စသမုပ္ပါတရားမဟုတ်ခဲ့ဘူးလားဟုတ်ခဲ့သလားအဲဒီဟုတ်ခဲ့တဲ့တရားတွေကိုဘာနဲ့ရှုမျောရမှာမရှုမျောနိုင်ရင်အပယ်၄ပါးကတော့လွတ်နိုင်ပါမလားအပယ်၄ပါးတန္တရာကလည်းမလွတ်ဘူးတဲ့နံပါတ်2ဘယ်တန္တရာကလည်းမလွတ်ဘူးတဲ့တော့ဘာဖြစ်လို့လဲလို့ပြောရင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကုရုတိုင်းနဲ့ပြောဘယ်တိုင်းနဲ့တော့ကုရုတိုင်းဘာဏီကုန်းလဲလို့ပြောရင်ကမ္မတတ္တမဏီကုန်းပါရှင်အာနန္ဒာနဲ့တကွနောက်လိုက်နောက်ပါသံဃာတော်ရှင်သူမြတ်တွေသရင်သုံးနေတာနော်အဲ့လိုသရင်သုံးနေတဲ့အခါကျတော့သရင်သုံးနေရင်သုံးနေရင်နဲ့ဘယ်သူလဲလို့ပြောရင်အရှင်အာနန္ဒာတဲ့ပြောဘယ်သူလဲတော့အရှင်အာနန္ဒာကလေသစ်ပင်ရဲ့သစ်ပင်တပင်ရဲ့အယိတ်အဝါသာလေးမှာသွားပြီးတော့နားနေရဲ့နဲ့ဘာတွေတွေးနေတယ်လို့ပြောရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကပဋိစ္စသမုပ္ပါတရားဆိုတာလွယ်တယ်ဟောတာလားခက်တယ်ဟောတာလားခက်တယ်ဟောတာပြောပါဟောတာလေတော့ခက်တယ်
နေတဲ့ပရိစ္ဆသမုပ္ပါတရားဆိုတာလွယ်မယောင်နဲ့ခက်တယ်တိတ်မယောင်နဲ့မနဲ့ဘူးလားနဲ့သလားနဲ့တယ်အဲ့လိုဟောတာအဲ့ဒီမှာရှင်အနန္ဒကသဗ္ဗေရဲ့အယုကိမှာသွားပြီးတော့ဘာအကြောင်းစဉ်းစားနေတော့ပရိစ္ဆသမုပ္ပါအကြောင်းစဉ်းစားနေရင်နဲ့သူအတွေးလေးတွေပေါက်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်အဲ့လိုဝမ်းမြောက်ဝမ်းသာဖြစ်တဲ့အခါကျအဲ့ဒီမှာရှင်အာနန္ဒာကဘာတွေတွေးတယ်လို့ပြောရင်ပရိစ္ဆသမုပ္ပါထဲမှာအဝိဇ္ဇာပစ္စယသင်္ခါရတဲ့ပြောပါတယ်တော့အဝိဇ္ဇာပစ္စယဝိဇ္ဇာဟူသောအကြောင်းကြောင့်သင်္ခါရတရားတို့သည်တံဘောတိဖြစ်ကုန်၏ဒါသရဝိဇ္ဇာသည်တရားတရားလားအကြောင်းတရားလားသင်္ခါရသည်တရားတရားလားအကျိုးတရားလားအဝိဇ္ဇာကဘာတရားသင်္ခါရကဟောအဝိဇ္ဇာကြောင့်တရားဖြစ်တာလားသင်္ခါရဖြစ်တာလားသင်္ခါရပစ္စယဝိညာဏသင်္ခါရကြောင့်ဘယ်သူဖြစ်တော့မဖြစ်ဘူးလားဖြစ်သလားဟောလိုဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာလားအကြောင်းကတရားလားသင်္ခါရလားအကျိုးကဘယ်သူတဲ့တော့ဝိညာဏပစ္စယနာမရူပရှင်အနန္ဒာမတူလားတွေ့သလားသူကြောင့်ဘယ်သူဖြစ်မှာတဲ့တော့ဝိညာဉ်ကြောင့်နာယုတ်ဖြစ်မှာဝိညာဉ်ကဘာတရားတော့အကြောင်းတရားနာယုတ်ကဝေဒသရဟရိမနာမရူပပိစယသလာယရဏသလာယရဏမဖြစ်ဘူးလားဖြစ်သလားအလိုဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာလားအကြောင်းကဘယ်သူတဲ့တော့နာယုတ်အကျိုးကဘယ်သူတဲ့တော့ဟောသလာယရဏမဖြစ်ဘူးလားဖြစ်ရသလားအဲ့ဒီသလာယနာဖြစ်လာပြီဆိုသလာယရဏပစ္စယဘာတဲ့တော့ဖတ်တာကဘာတရားတော့ဒါတော့သလာယရဏကအကြောင်းကြောင့်ဘာတွေဖြစ်နေတာဟောမလို့လားလွယ်နေသလားဟောသလာယရဏကြောင့်ဖတ်တာဖြစ်တယ်ဟိအဲ့ဒီဖတ်တာဖြစ်ပြီဆိုရင်အဲ့ဒီဖတ်တာကြောင့်ဘာဖြစ်မှာတော့ဖတ်တာပစ္စယဝေဒနာခင်ဗျက်ခက်သေးလားမခက်ဘူးနော်ဘသူရဲ့တဏ္ဍာမှာတော့ရှင်အာနန္ဒာရဲ့တဏ္ဍာရှင်အာနန္ဒာရဲ့အတွေ့ထဲမှာဒါတော့ဖတ်တာကြောင့်ဘသူဖြစ်တာတဲ့တော့ဒါတော့ဝေဒနာကဘာတရားတဲ့တော့အကျိုးတရားဝေဒနာဘာတရားတဲ့တော့ဖတ်တာကဒါကြောင့်ဖတ်တာကြောင့်တရားဖြစ်တာလားဝေဒနာဖြစ်တာလားဒါဝေဒနာဖြစ်ပြီစေဝေဒနာပစ္စယတဏ္ဍာမဖြစ်အောင်လားဖြစ်ရသလားဘယ်သူဖြစ်တာတဲ့တော့ဘယ်သူကြောင့်နဲ့တော့မဖြစ်ဘူးလားဖြစ်သလားဒါတော့ဝေဒနာကပတ္တရားဒါတော့တဏ္ဍာကတဏ္ဍာပစ္စယဒါဥပါဒံဒီဘာတရားတဲ့တော့တို့ဖြစ်တာဟုတ်ရဲ့လားဘယ်သူကြောင့်နဲ့တော့တဏ္ဍာဖြစ်လို့ဘယ်သူဖြစ်တာဒါဥပါဒံမှာဖြစ်လာပြီသူဥပါဒနာပစ္စယဘဝမဖြစ်အောင်လားဖြစ်ရသလားဘယ်သူဖြစ်လို့တော့ဘယ်သူဖြစ်တာတဲ့တော့ဟောဘဝဖြစ်လာပြီတဲ့ဘဝပစ္စယဩဇာတိမဖြစ်ရဘူးလားဘယ်သူကြောင့်ဖြစ်တော့ဘယ်သူဖြစ်လို့ဘယ်သူဖြစ်တာဘဝဖြစ်လို့ဟောဇာတိဖြစ်လာပြီဇာတိပစ္စယသရမရဏမဖြစ်အောင်လားဖြစ်ရသလားအဲ့ဒီမှာအရှင်အာနန္ဒကတပါးတယ်အဘိရိအောက်မှာတွေ့ဟာဟဲ့ရကခက်တယ်ပြောတာယခုသူ့ရဲ့အတွေ့ထဲမှာခက်နေသလားလွယ်သွားသလားလွယ်သွားပါတယ်ဗျာအဲ့ဒီမှာဣဇရိယံဗန္တိအဘုဒ္ဓံဗန္တိအမလီမြေကြီးတောင်လက်ကလေးနဲ့ပုတ်လိုက်သေးတယ်ဟာလွယ်လိုက်တာဘယ်သူတော့အရှင်အာနန္ဒာပြောဘယ်သူတဲ့တော့အရှင်အာနန္ဒာနော်မြေကြီးတောင်ဘာလုပ်လိုက်တာတော့လက်ပုတ်လိုက်ဟာဘုရားခက်တယ်ပြောတဲ့ပရိစ္ဆသမုပ္ပါတရားကအမလီလွယ်လိုက်တာဣဇရိယလွယ်လိုက်တာအဘုဒ္ဓဗန္ဒီအမလီခက်မြတ်ခက်သေးလားမခက်ဘူးအဲ့ဒါနဲ့
ရှင်အာနန္ဒာစိတ်တဲ့ဝမ်းမြောက်ဝမ်းသာမပြေဘူးလားဖြစ်သလားဖြစ်တဲ့အခါကျတော့အရှင်အာနန္ဒာဇုကနေဇက်ကနေထားလက်ကတော့လေးတင်းပြီးတော့ဘယ်သူထံသွားတော့ဘုရားထံသွားတယ်ဘုရားထံသွားတဲ့ကဘုရားရှင်ကိုတော်မြတ်ကြီးကိုရောက်တယ်ဣဇရိယံဗန္တိအဘုဒ္ဓံဗန္တိအရှင်ဘုရားတပည့်တော်ရဲ့တန်တမှာမပြည့်စုံဘူးထူလိုက်တာဘယ်မှာများထူတော့အရှင်ဘုရားတဲ့ပဋိစ္စသမုပ္ပါတရားဆိုတာဗါတဲ့တော့မခက်ဘူးလားခက်သလားဘုရားကလွယ်တယ်ဟောတာလားခက်တယ်ဟောတာလားဩအရှင်ဘုရားကပဋိစ္စသမုပ္ပါတရားခက်တယ်လို့ဟောတယ်ဘုရားတပည့်တော်လေသင်္မရိပ်မှာသွားပြီးတော့စဉ်းစားရင်နဲ့ဘာကိုသဘောပေါက်သွားတော့ပဋိစ္စသမုပ္ပါကိုသဘောပေါက်သွားတယ်အဲ့လိုသဘောပေါက်လိုက်တဲ့ကပဋိစ္စသမုပ္ပါတရားဆိုလွယ်လိုက်တာဘုရားတဲ့ပဋိစ္စသမုပ္ပါတရားဆိုဗါတဲ့တော့လွယ်လိုက်တာဘုရားလို့မရှောက်ဘူးလားရှောက်သလားတဲ့ဗျာတော့အဲ့ဒါနော်မာဝါထဲမှာပါပါတယ်ဗျာနော်ဒါပြီးဒီနေ့တော့ကစကားလေးခံရတာလေးကိုဒီရှင်များတို့ကိုကျေးဇူးဆက်တာနော်ဒါတော့ပရိစ္ဆသမုပ္ပါတရားဆိုတာလွယ်လိုက်တာဘုရားဧဇရိယံဗန္တိအဘုဒ္ဓံဗန္တိယဝကံပြီးတော့စာယံအမလီပရိစ္ဆသမုပ္ပါတရားဆိုရယ်နဲ့လေမနဲ့ဘူးလားနဲ့သလားခက်လေမခက်ဘူးလားခက်သလားကံပြီးတာဝန္ဒဘောနဲ့တဲ့သဘောလေရှိပါတယ်ဖေဟာတဲ့သို့တော်လည်းပဲသူ့ရဲ့တန်တမှာခက်များခက်သေးလားလွယ်လိုက်တာဖေဟာလို့ဖေဟာမလျှောက်ဘူးလားလျှောက်သလားလျှောက်တဲ့အခါကျမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကမတောက်လားတားသလားဘယ်လိုတားတော့မာဟေဝအာနန္ဒအဝဇ္ဇာဘယ်နှကြိမ်တားတော့၃ကြိမ်တားတယ်ချက်သားအာနန္ဒမင်းအဲ့ဒီလိုမပြောနဲ့ကွာအဲ့ဒီလိုမယူနဲ့ကွာအဲ့ဒီလိုမတွေးနဲ့ကွာတဲ့မတောင်းလားတားသလားဘာဖြစ်လို့လဲလို့ချက်သားအာနန္ဒမင်းအဲ့ဒီလိုမတွေးနဲ့ကွာဘာဖြစ်လို့လဲလို့ဟဲ့ဒီပရိစ္ဆသမုပ္ပါတရားဆိုတာဗါတဲ့တော့လွယ်မယောင်နဲ့ခက်တယ်တဲ့ပြောဗါတဲ့တော့ချက်သားအာနန္ဒအဲ့ဒီပရိစ္ဆသမုပ္ပါတရားကိုလေတတ္တဝါတိုင်းကနံပါတ်1အနန္တုဘောဓောတဲ့ပြောပါတယ်တော့ဟဲ့ဒီပရိစ္ဆသမုပ္ပါတရားကိုလေအနန္တုဘောဓောညာတပရိညာတဲ့ပြောပါပရိညာတဲ့တော့ချက်သောအာနန္ဒအဲ့ဒီပရိစ္ဆသမုပ္ပါတရားကိုလေတတ္တဝါတိုင်းကပရိညာအပြင်ပြောတော့ဘာပရိညာတဲ့တော့ညာတပရိညာအဲ့ဒီလိုညာတပရိညာအဖြစ်မသိလေမသိကြဘူးသဘောလေမပေါက်ကြဘူးတဲ့နံပါတ်1ကဘာလဲလို့ပြောရင်အပတ္တိဝေဒောနံပါတ်2ကဘာပရိညာလဲလို့ပြောရင်တိရဏပရိညာပါဏပရိညာပါဠိတော်မှာအနတ္တဘောဓောအပတိဝေရောပရိညာပနာပါလဲလို့ပြောရင်3ပါအနတ္တဘောဓောကဘာလဲတော့ညာတပရိညာအနတ္တဘောဓောကဘာလဲတော့အပတိဝေရောကတိရဏပရိညာပါဏပရိညာတဲ့ရှင်သာအာနန္ဒာသတ္တဝါတိုင်းကလေအဲ့ဒီပရိစ္ဆသမုပ္ပါတရားကိုပရိညာဘဏပါတဲ့တော့အဲ့ဒီပရိညာ3ပါးဖြင့်ပိုင်းခြားမသိတဲ့အတွက်ကြောင့်အပါယံတဲ့ပြောပါတယ်တော့သတ္တဝါတိုင်းကလေအဲ့ဒီပရိစ္ဆသမုပ္ပါတရားကိုပိုင်းခြားမသိတဲ့အတွက်ကြောင့်အပယ်၄ပုံကြီးမသွားရဘူးလားသွားရသလားအပါယံဒုက္ခတေဝိနိပါတံတဲ့အပါယံဗါတဲ့တော့အပယ်၄ပုံနဲ့အဲ့ဒီအပယ်၄ပုံမှာဒုက္ခခံစားရတာလားဒုက္ခခံစားရတာလားအပါယံဒုက္ခတေဒါရအဲ့ဒီပယ်၄ပုံကိုဒုက္ခတိပုံလို့ပြောတာလားဒုက္ခတိပုံလို့ပြောတာလားတတ္တဝါတိုင်းကလေအဲ့ဒီပရိစ္ဆသမုပ္ပါတရားကိုမသိတဲ့အတွက်ကြောင့်အပယ်၄ပါးဘာပုံနဲ့တော့
ဒုက္ခတိဘောနောက်ပြီးတော့သူ့ကိုပြောတယ်ဗါတဲ့ဝိနိပါဒတဲ့ပြောပါတယ်တော့ဝိနိပါဒပါဗျာအဲ့ဒီလိုမသွားရဘူးလားသွားရသလားဘာနားမလဲလို့တဲ့တော့ပရိစ္ဆာသမုပ္ပါနားမလဲလို့ပါဗျာရှင်းတော့အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအဲ့ဒီပရိစ္ဆာသမုပ္ပါတရားကိုနားမလဲတဲ့အတွက်ကြောင့်တန္တာကုလကဇာတာတဲ့ပြောပါတယ်တော့တန္တာကုလကဇာတာဘုရားတပည့်တော်တို့တော့အယတ်တွေမှာရကန်းစင်လေးမရှိဘူးလားရှိပါဗျာရကန်းစင်လေးမှာလေချင်းငယ်လေးတွေမလုပ်ထားတာတော့နော်စီရေးပြီးတော့မထားဘူးလားထားပါတယ်ဗျာအဲ့ဒါလေးကိုထွေးလိုက်မယ်ထွေးလိုက်တဲ့အခါကျတော့အစရှာလို့ရသလားမရပါဘူးဗျာဘယ်ကပထမဆုံးအစာမှမသိဘူးလေမှန်ပါအဲ့လေမသိတဲ့ကြားတဲ့ကအဲ့ဒီချင်းငယ်ထွေးလေးကြွက်ကြိုက်သွားသေးတယ်တဲ့ဘာကြိုက်သွားသေးတော့ဘယ်စားတော့ပိုးတောင်ဆိုးသေးတယ်တဲ့နော်ကြွက်ကြိုက်သွားတယ်ဘာတော့ချင်းငွေထွေးလေးလိုပဲမရှုပ်ထွေးဘူးလားရှုပ်ထွေးသလားပြီနော်တန္တာကုလကဇာတာနောက်ပြီးတော့ဗါတဲ့တော့ကုလကန္တိကဇာတာတဲ့ဘုရားကြီးတို့ဟိုတော့ရမှာဆိုလို့ရင်အုံးမယ်လေးတွေမှာစာပရိအုံလေးတွေမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီအုံလေးဘယ်အစာတော့သွားဆွဲကြည့်ရသလားမရပါဘူးဗျာအဲ့ဒီလိုပဲတဲ့တတ္တဝါတိုင်းတတ္တဝါတိုင်းကအဲ့ဒီတရားတွေမသိတဲ့အခါကျတော့ရှုပ်ထွေးပွေလီပြီးတော့မနေဘူးလားနေသလားနေပါတယ်ဗျာအေးမုံစာပပဇဗုဒ္ဓတဲ့နော်ဘိန်းဖြစ်မြတ်တို့နော်အဲ့ဒါလေးကိုကြစ်ဆံပြီးကြစ်နော်ကြိုးလေးကြစ်ပြီးတော့ကြိုးကြစ်လိုက်တဲ့အခါအဲ့ဒီကြိုးလေးကိုတပြည့်တော့ဘယ်ကအစလို့ဆွဲလို့ရသလားမရပါဘူးအဲ့လိုမရတဲ့ဟာတွေအဲ့ဒီကြိုးကြီးကိုတပိုင်းဒီခုတ်ပလိုက်တဲ့ပိုးတောင်ဆိုးပြီးတော့မတော်လားသွားသလားရှင်သာအာနန္ဒာတဲ့တတ္တဝါတွေတတ္တဝါတိုင်းဟာဟဲ့ဒီပရိစ္ဆာသမုပ္ပါတရားကိုပရိညာဘဏ္ဍပါတယ်တော့အဲ့ဒီပရိညာ၃ပါးနဲ့မသိတဲ့အတွက်ကြောင့်ရှုပ်ထွေးပြေလေပြီးတော့မနေရောက်လားနေရသလားနေရတဲ့အပြင်ဘယ်၄ပါးတန်ត្រာလဲသွားရတော့အမယံဒုက္ခတိဝိနိပါတံအဘယ်၄ပါးတန်ត្រာလဲသွားရတယ်သွားခြင်းလို့သွားရတာလားတန်တရားဝေစီကိစ္စနဲ့ဒိဋ္ဌိရှိလို့သွားရတာလားအဲ့ဒီတန်တရားဝေစီကိစ္စဆိုတာကလည်းရှိခြင်းလို့ရှိတာလားအကြောင်းနာမလဲလို့ရှိတာလားအကြောင်းနာမလဲလို့ပါဗျာဟေးဒါဆိုဒိဋ္ဌိကလည်းပဲဘာနာမလဲလို့တဲ့တော့အကျိုးနာမလဲလို့ပြောဘာနာမလဲလို့ဒါတော့အကြောင်းအကျိုးနာမလဲရင်တန်တရားဝေစီကိစ္စနဲ့ဒိဋ္ဌိကပြုတ်ပါမလားမပြုတ်နိုင်ဘူးဟဲ့ဒီအပဲ၄ပါးကတော့လွတ်နိုင်ပါမလားဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပြောတာစန္ဒရောအဘာယသကဂေဟတရိတာတဲ့ပြန်ပြပါတယ်တော့စန္ဒရောအဘာယသကဂေဟတရိတာဘာမတိတုတို့ရဲ့သွားရလမ်းပတိဇာသမုပ္ပါမတိသူတို့ရဲ့သွားရလမ်းနောက်တနည်းပြောလိုက်တော့တန်တရားဝေစီကိစ္စနဲ့ဒိဋ္ဌိရှိသူတို့ရဲ့သွားရလမ်းဒါဆိုဘုရားတဲ့ဒီလမ်းမသွားရမှာလားသွားရမှာလားသွားခြင်းလေးနဲ့သွားရတာလားမသွားခြင်းမဲနဲ့သွားရတာလားဟမ်ဒါလေးတပည့်တော်တို့လည်းပြန်ပြီးတော့တွေးကြည့်တယ်မသွားခြင်းမဲနဲ့တော့မသွားခြင်းတဲ့ပုဂ္ဂိုလ်ကဘာနဲ့ဖြုတ်မှာတော့တန်တရားဝေစီကိစ္စနဲ့ဒိဋ္ဌိဖြုတ်မှာဒီတရားရှိနေရင်မသွားပဲနေလို့ရသလားဒါစဉ်းစားကြည့်တဲ့တပည့်တော်တို့ကလေအရှင်ဘုရားတို့ဘုရားတပည့်တော်တို့ကတိတိကြီးနဲ့ဒါဆိုတော့ပြောတော့တာဗါတယ်တော့မသွားခြင်းမှုဒါပြောတာမျက်နာလှဲ့တော့ဘယ်ပဲလှဲ့တော့ဒီလိုပဲပြောရမယ်ဗျနော်ဟုတ်တယ်မလားဒါတော့ယောဂီတို့ကတော့သွားခြင်းသလားမေးရတော့မှလေသွားခြင်းရဲ့လားမသွားခြင်းမို့ဆိုရင်ပါဇတ်နဲ့အလုံးလုံးရမှာလားဉာဏ်နဲ့အလုံးလုံးရမှာလားဉာဏ်နဲ့အလုံးလုံးမှသာလေဘယ်လေးပါးကလွတ်နိုင်ပါတယ်တော့က
ကဲညံတဲ့လို့ဆိုတော့တခြားလို့ရမလားအကြောင်းအကျိုးသိအောင်လို့ရမလားကဲတရားမကြအကြောင်းအကျိုးသိဟဲ့ဒီမှာတဲ့ကွက်တည်းတခြားတရားလားအကြောင်းတရားလားအကြောင်းချတဲ့တခြားလားအဝိဇ္ဇာနဲ့သင်္ခါရလားဒါတော့ဝိဇ္ဇာနဲ့သင်္ခါရသည်တခြားတရားလားအကြောင်းတရားလားအဝိဇ္ဇာသင်္ခါရအကြောင်းတရားကိုပိုင်နိုင်တဲ့သိအောင်မလို့ရမလားလို့ရမလားတာယေသမီးရေလို့ရမလားအဝိဇ္ဇာသင်္ခါရသိအောင်လို့ရမလားရွှေရည်မျိုးရည်လို့ရမလားအဝိဇ္ဇာသင်္ခါရသိအောင်လို့ရမလားတာယေသမီးကအပယ်လေးပါလွတ်မှာလားအဝိဇ္ဇာသင်္ခါရသိမှအပယ်လေးပါလွတ်မှာလားဒီကုသယေသမီးတဲ့အဝိဇ္ဇာသင်္ခါရသိရဘယ်ရေးကပိုရေးကြည့်နေတော့သို့သောအရေးကြီးပဲအရေးကြီးတော့လည်းပဲတကယ်လုံနေတာကဘာတွေလုံနေတာတော့ဒါဆိုတော့ဘယ်ကရှိဘယ်ကနောက်တော့ဟုတ်တယ်မို့လားဒါဆိုတပည့်တော်တို့ကရှင်ဘုရားတို့မှာအားလုံးသောယောဂီသူတော်စင်တို့မှာတကယ်လူကြီးဥစားပေးသလားဒါဆိုတော့အဲ့ဒါဆိုတကယ်လူကြီးဥစားမပေးဘူးဆိုရင်တကယ်လွတ်ချင်တာလားဟန်ဆောင်ပန်းဆောင်လွတ်ချင်တာလားအပြောကတော့ဘာလွတ်ချင်တာရင်ထဲကတော့မလွတ်ချင်ပါဘူးဖယားပေါ့ဒါယောဂီတွေဟောပုံပေါ့ဗျာဟုတ်တယ်မို့လားရှင်ပြတို့ဟောတာမဟုတ်ပါဘူးဟောဘောဟောနေပေးတာနော်ရင်ထဲကတော့ဘယ်ကိုသွားကျင်တာတော့ဤလေသားရဲ့သမီးရဲ့စီဝါရဲ့ဆိုတာအဲ့ဒါတခြားလားဒိဋ္ဌိလားဘာဒိဋ္ဌိလဲလို့နံပါတ်1ကဘာဒိဋ္ဌိပြောဘာဒိဋ္ဌိပါလေဒါတော့အချိန်မကုန်နေတာလားအချိန်ကုန်နေတာလားသားနယ်လေအချိန်ကုန်ပင်ကုန်တော့လည်းပဲကုန်မှန်သိရလားမသိတာအဲ့ဒါတခြားဒိဋ္ဌိလားသတ္တရဒိဋ္ဌိလားခွဲကမှခွဲရောဆိုအဲ့ဒါတခြားဒိဋ္ဌိလားဥစေရဒိဋ္ဌိလားဒိဋ္ဌိဘဏ္ဍပါကိတ်နေတော့ပါဇက်ကတော့ဘယ်ကလွတ်ချင်တာသို့သောရင်ထဲမှာကိတ်နေတဲ့ဒိဋ္ဌိ3ပါးကြတော့လွတ်ရဲ့လားမလွတ်ရင်မလွတ်ဘူးတဲ့ပြောပါတယ်တော့ဘာကိုမလွတ်ရင်တော့ဘာမလွတ်ဘူးတဲ့တို့ကလွတ်ချင်ရင်ဘာလို့ရမှာတဲ့တို့ဒါတော့လွတ်ချင်တယ်ဆိုရင်လွတ်ဖို့ရအတွက်ကလည်းပဲမသိဘဲနဲ့လွတ်နိုင်ပါမလားသိအောင်မကြိုးစားရမလားကြိုးစားမလားပြောပါနဲ့ကြိုးစားရမှာတဲ့တို့ကဲဉာဏ်နဲ့ကြိုးစားအဝိဇ္ဇာသင်္ခါရကြောင့်တရားရတာလားခန္ဓာရတာလားခန္ဓာဘယ်နှပါးတဲ့တို့ပြောပါတဲ့တို့ဝိညာဉ်ခန္ဓာဘယ်နှပါးပါလဲသားတွေသမီးတွေလားခန္ဓာတွေလားဆွေတွေမျိုးတွေလားခန္ဓာတွေလားဒါသူတို့လည်းပဲတခြားနဲ့နေတာလားခန္ဓာနဲ့နေတာလားကိုယ်လည်းပဲဘာနဲ့နေတော့ဟောသူတို့လည်းခန္ဓာဘယ်နှပါးကိုယ်လည်းပဲကဲဒါတော့ကိုယ်ခန္ဓာ၅ပါးဘာတွေလဲတော့ယူမဲ့ခန္ဓာဝဏပါတဲ့တော့အဲ့ဒီခန္ဓာ၅ပါးထဲမှာငါဆိုတာများပါရဲ့လားမပါဘူးဆိုတာတို့တွေဗဇတ်နဲ့ရှာရမှာလားဉာဏ်နဲ့ရှာမှာလားကဲဉာဏ်နဲ့ရှာလိုက်တော့ယူပဲခန္ဓာဆိုသည်မှာဆိုကြပါတဲ့တော့ယူပဲခန္ဓာဆိုသည်မှာပေါင်းပြန်မှုသဘောတရားအစုဖြည့်ပြဲမှုပါဗျာနောက်တစ်ခါလောက်ယူယခုဘာနဲ့ရှာနေတာဘာဒီလွတ်ဖို့ပါလေဘယ်ကလွတ်ဖို့ယခုချလိုက်တော့အဲ့ဒီမှာနံပါတ်1ကဘာခန္ဓာတဲ့တော့အဲ့ဒီယူဘခန္ဓာထဲမှာဘာတွေ့တာတဲ့တော့ဖောင်းပြန်တာတွေ့တာပြောဘာတွေ့တာတဲ့တော့သားတွေ့သလားသမီးကိုတွေ့သလားဆွေကိုတွေ့သလားမျိုးကိုတွေ့သလားပစ္စည်းကိုတွေ့သလား
ငါကိုတွေ့သလားယခုတွေ့တာဘာနဲ့တွေ့တာတဲ့တော့ဖောက်ပြန်တာတွေ့တာပြောဘာတွေ့တာတဲ့တော့ဒါတော့ဖောက်ပြန်တာကမရှိတရားလားအရှိတရားလားအရှိတရားကိုဘာနဲ့ရှာမတွေ့မှာတို့ရန်နဲ့ရှာလိုက်တော့မတွေ့ဘူးလားတွေ့သလားငါတို့ကယောက်ျားမိန်းမတွေတွေ့တာလားဖောက်ပြန်တာတွေ့တာလားဟောဒါအဲ့ဒီမှာတော့လည်းကြည့်လိုက်တော့ခန္ဓာဘယ်နှပါးကြံသေးတော့ဟောဒီခန္ဓာထဲမှာတော့ငါလည်းမတွေ့သူလည်းမတွေ့သားလည်းမတွေ့သမီးလည်းမတွေ့ဘူးရှေ့ဆက်ရှာကြည့်အောင်တွေ့များတွေ့မလားလို့ကဲနံပါတ်1ကဘာခန္ဓာတဲ့တော့ကဲဆိုကြောင့်ဝေဒနာခန္ဓာဆိုဒီမှာသို့ခံကောင်းမကောင်းခံစားမှုသဘောတရားအစုဖြည့်ပြဲမှုပါဗျာနောက်တစ်ခေါက်လောက်ပါတယ်တော့ဝေဒနာခံစားမှုဒီတဲ့ဘာငါဆိုတာများပါသေးလားသူဆိုတာဘောပါသေးလားအကိုကြီးများပါသေးလားညီလေးများပါသေးလားကဲပါတာကပါတဲ့တော့ခံစားတာဟုတ်တယ်မို့လားဘာတွေခံစားရတော့ကောင်းတာလဲခံစားတယ်မကောင်းတာလဲဒီနဲ့တော့ပုဂ္ဂိုလ်သတ္တဝါများတွေ့သေးလားယူဘက်ခန္ဓာတဲ့ရှားကြည့်တော့တွေ့သလားဘာနဲ့ရှားလို့မတွေ့တာဟာဒီဝေဒနာခန္ဓာတွေဘာနဲ့ရှားလိုက်တာတဲ့တော့ရှားလိုက်တော့တရားတွေ့တာလားခံစားတာပဲတွေ့တာလားအဲ့ဒီခံစားတာပုဂ္ဂိုလ်သတ္တဝါလားဝေဒနာပဲလားကဲဆက်ပြီးတော့ရှားမယ်နံပါတ်3ကတရားလားတင်ညက်ခန္ဓာလားဆိုကြအောင်ပါတယ်တော့တင်ညက်ခန္ဓာဆိုသည်မှာမသာမှုသဘောတရားအစုဖြည့်ပြည့်အဲ့ဒီထဲမှာကိုတွေ့များတွေ့သေးလားတွေ့တာကဘာလေးတွေ့တာတော့မသာတာတနည်းပြောတော့မှတ်သားတတ်တဲ့သဘောပြောပါတယ်တော့နံပါတ်1ယူဘက်ခန္ဓာကဖောက်ပြန်တတ်တဲ့သဘောဝေဒနာခန္ဓာကတင်ညက်ခန္ဓာကဒီကုတရားလုံနေတာလားရှားနေတာလားဘာနဲ့ရှားနေတာတော့ဘာလို့ဖို့ရှားနေတာလဲလို့ပြောရင်တရားလို့ဖို့လားလွတ်ဖို့လားဘာတွေလွတ်ဖို့လားတော့ဟောယင်းထဲမှာရှင်ဘုရားတို့ရဲ့တဏ္ဍာမှာဆွဲကင်ထားတာအဲ့ဒါတွေမလွတ်ရမှာလားလွတ်ရမှာလားမရှားရင်လွတ်နိုင်မှာမလားဘဝများစွာတန်ត្រာကရှားခဲ့ရဲ့လားမရှားခဲ့ဘူးလေရှားများရှားခဲ့ရဲ့လားမရှားခဲ့တဲ့ဒီဒိဋ္ဌိသုံးပါလွတ်နေသလားရှိနေတာလားဘယ်ထဲမှာအမြင့်တွယ်နေတော့စဉ်းစားကြည့်တွေ့ခြင်းလို့တွေ့တာဟုတ်ရဲ့လားဘာမဖြစ်လို့တော့တဏှိပြောတော့ဘာနဲ့မရှာလို့ရက်ကိုဘာလို့မာတဲ့တော့ရှာနေတာပြောပါတယ်တော့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရှင်အာနန္ဒာကိုချက်သာအာနန္ဒာတတ္တဝါတိုင်းကလေအဲ့ဒီပရိစ္ဆာသမုပ္ပါတရားခန္ဓာထဲမှာရှိနေတဲ့တရားတွေကိုအနန္နုဘောတော်တရားနာပြီးတော့လေမရှာဘူးတဲ့ပြောဘာလို့ပြီးတော့မရှာဘူးတဲ့တော့တရားနာတဲ့တခြားပရိညာလားညာတပရိညာလားစဉ်းစားကြည့်နော်တရားနာတယ်ဆိုတဲ့နေရာမှာလဲဩသူအရှင်ဘုရားတို့ရဲ့တဏ္ဍာတပည့်တော်တို့ရဲ့တဏ္ဍာမှာရှိနေတဲ့စွဲနေတဲ့ငါဆိုတဲ့အယူလေးတွေကိုခွာပေးနိုင်တဲ့တရားမျိုးနဲ့ရှာမြန်ရှာသလားဒါလေးပေါ့ဗျာနော်ဒါတော့အဲ့ဒီမှာဒါဘာပရိညာတော့ညာတာပရိညာပြောဘာပရိညာတဲ့တော့ဒါတော့ညာတာပရိညာမှမရှိဘူးဆိုရင်တိရဏပရိညာကိုဖြစ်နိုင်ပါမလားတိရဏပရိညာမှမဖြစ်ပါဏပရိညာကိုဖြစ်နိုင်ပါမလားအဲ့ဒါပရိညာ၃ပါးမရှိဘဲနဲ့တော့နိဗ္ဗာန်ရပါလို့ဆိုရနိုင်ပါအောင်မလားတို့လိုချင်တဲ့ကတရားလားနိဗ္ဗာန်လားနိဗ္ဗာန်ဆိုတာလည်းဘာတွေပြုံးမှတယ်တော့ဘာတွေလွတ်မှတယ်တော့ဒါရခုကြည့်လိုက်လေအဲ့ဒီဒိဋ္ဌိ၃ပါးကိုပါဏပရိညာမပြောနဲ့ဟိုမှာညာတပရိညာလေးနဲ့တောင်မလွတ်နိုင်ဘူးဆိုတော့ရနိုင်ပါအောင်မလားယခုရှိပဲယခုဘာလုပ်နေတာလဲလို့ပြောရင်ညာတပရိညာပြောပါတယ်တော့ညာတပရိညာနဲ့အလုံးမလုံးနေတာလားလုံးနေတာလားက
ကဲဟဲ့ဒီမှာကြည့်တော့ဝေဒနာတင်ညာပြီးတော့ဗါတဲ့တော့သင်္ခါရကဲဆိုကြဗါတဲ့တော့သင်္ခါရခန္ဓာကဲဒါလည်းဒီမှာကြည့်လိုက်တော့သင်္ခါရဆိုတာတခြားလားပြုပြင်တာလားဒါတော့သူကဘာတွေပြုပြင်တာလဲလို့ပြောရဲ့ရှင်ပြတ်ရယခုကိုလက်တွေမလှုပ်ရှားဘူးလားလှုပ်ရှားသလားအဲ့ဒါဘာကံနဲ့တော့ကာယကံပြောပါတဲ့တော့အဲ့ဒီကာယကံတွေကိုလည်းပဲတခြားကပြုပြင်ပေးတာလားသင်္ခါရကပြုပြင်ပေးတာလားခန္ဓာနေတယ်ပြောတော့ဘာခန္ဓာတော့သင်္ခါရခန္ဓာပြောပါခန္ဓာတဲ့တော့ဒါတော့ရှင်ပြတ်ယခုမဖြစ်ဘူးလားဖြေနေသလားဘာကံနဲ့တော့ဝစီကံအဲ့ဒီကံကိုလည်းပဲဘယ်သူကပြုပြင်ပေးတော့ခရဒီလို့မပြေခင်ရှင်များတို့ရဲ့စိတ်ကလေးအစစ်မဖြစ်အောင်လားဖြစ်ရသလားအဲ့ဒါဘာကံနဲ့တော့အဲ့ဒီမနောကံကိုလည်းဘယ်သူကပြုပြင်ပေးတော့အဲ့ဒီထဲမှာပုဂ္ဂိုလ်သတ္တဝါပါသေးလားငါဟောပါသေးလားသူဟောပါသေးလားတခြားတွေ့တာလားခန္ဓာပဲတွေ့တာလားယခုကြည့်လိုက်တော့တခြားခန္ဓာလားပြုပြင်တတ်တဲ့ခန္ဓာလားဒါကိုဘာပြောတာတော့သင်္ခါရခန္ဓာယခုတခြားရှာနေတာလားပုဂ္ဂိုလ်သတ္တဝါရှာနေတာလားတွေ့သလားမတွေ့ကြလို့မတွေ့တာလားမရှိလို့မတွေ့တာလားဘာနဲ့ရှာလို့မတွေ့တာဟောရှင်ပြတို့တွေကံနဲ့ရှာရင်တော့တွေ့မှာပေါ့ဘာနဲ့ရှာရင်တွေ့မှာတော့ယခုရှင်ပြတို့ကြည့်လိုက်ပုဂ္ဂိုလ်သတ္တဝါဆိုတဲ့ယခုကံမျက်လုံးနဲ့ကြည့်မမြင်ဘူးလားမြင်ရသလားဟာဘုန်းကြီးဆိုတာလည်းတွေ့မှာပေါ့ဘုန်းကြီးဆိုအဲ့ဒါတခြားလားပုဂ္ဂိုလ်သတ္တဝါလားအဲ့ဒါသဘောလားအထည်လားကံမျက်လုံးနဲ့ကြည့်အထည်တွေ့မှာယခုဘာမျက်လုံးဖွင့်ခိုင်းတာတော့အေးကြည့်ဟဲ့မှာပရိညာသုံးပါးဆိုတာဘာမျက်လုံးနဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအနန္တုဘောဓောညာတပရိညာဆိုတဲ့ဘာမျက်လုံးနဲ့တော့ညာမျက်လုံးနဲ့ရှားကြည့်လိုက်ယခုရှားလိုက်တော့ရှင်ပြတော့ပုဂ္ဂိုလ်တ attva များတွေ့သေးလားငါကုံငါဥစ္စာငါသားငါတပည့်ငါပစ္စည်းဆိုတာတွေကိုတွေ့သေးလားနံပါတ်1တွေ့တာကဖောက်ပြန်တတ်တဲ့သဘောနံပါတ်2တွေ့လိုက်တာကခံစားလိုက်နံပါတ်3ကဘာတွေ့တာတော့မှတ်သားတတ်တဲ့သဘောနံပါတ်4ကဘာလဲတော့ဟောအဲ့ဒီမှာနံပါတ်5ကတွေ့ကောင်းတွေ့နိုင်ပါရဲ့ရှားကြည့်လိုက်တော့ဝိညာဉ်နဲ့ခန္ဓာဆိုကြည့်အောင်ဗါလဲတော့ဝိညာဉ်နဲ့သိမှုဘောတရားအစုသူပြောတာကသိမှုသဘောတရားအစုပုဂ္ဂိုလ်တ attva ပါသေးလားငါတို့ဘာယောက်ျားမိန်းမတွေကပါသေးလားအဲ့ဒါတခြားလားသိမှုသဘောလေးလားဒါဆိုတော့ကြည့်လိုက်တော့အဲ့ဒါဒါနဲ့ရှာလို့လဲလို့ပဲဉာဏ်နဲ့ရှာလို့ပုဂ္ဂိုလ်သားတော့မပြောက်ဘူးလားပြောက်သလားဘာပရိညာအနေနဲ့ပြောက်တော့ညာတပရိညာအနေနဲ့မပြောက်ဘူးလားပြောက်သွားသလားဒါဆိုညာတပရိညာအရှင်ဘုရားရဲ့တဏ္ဍာမှာအသိဉာဏ်လေးနဲ့နံပါတ်1ဘာဒိဋ္ဌိပြုတ်တော့သေကာယဒိဋ္ဌိပြုတ်တယ်မပြုတ်ဘူးလားပြုတ်သလားဘာပရိညာနဲ့ပြုတ်တာတဲ့တော့ညာတပရိညာမပြုတ်ဘူးလားပြုတ်သလားဒါတော့ရှင်များတို့ညာတပရိညာနဲ့ပြုတ်သွားပြီဆိုရင်တော့ဟဲ့ဒီမှာကြီးအပယ်၄ပါးကလည်းမလွတ်မလားလွတ်မလားဒါဆိုတော့လုံးလုံးကြီးလွတ်ပါမလားလွတ်သေးဘူးနော်အဲ့ဒီပရိညာလေးနဲ့ဆင်ခြင်နိုင်တဲ့ဘဝလေးတော့မလွတ်ဘူးလားလွတ်မလားမဆင်ခြင်နိုင်ရင်လွတ်နိုင်ပါမလားတို့ကခဏလွတ်ချင်တာလားအပြီးအတိုင်းလွတ်ချင်တာလားအပြီးတိုင်းလွတ်ချင်တိရဏပရိညာပါဏပရိညာတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအနန္တုဘောတော်သတ္တဝါတိုင်းသတ္တဝါတိုင်းကညာတပရိညာဖြင့်လေသိအောင်မလုပ်ဘူးတဲ့သိအောင်မလုပ်တော့တခဏမလုပ်ဘူးပေါ့ဟုတ်တယ်မလားအပတိဝေဒောတိရဏပရိညာပါဏပရိညာအဲ့ဒီပရိညာနံပါတ်ဖြင့်မကြိုးစားတော့လည်းပဲလုံးလုံးလွတ်ရလားအဲ့လိုအပယ်၄ပါးကမလွတ်တဲ့အပြည့်ဟဲ့ဒီမှာခန္ဓာတွေကကောလွတ်နိုင်ပါမလားနော်ဒါကြောင့်ရှင်ပြတို့ဘုရားတပည့်တော်တို့လွတ်နိုင်ဖို့ရအတွေ့ဘာတွေနားလည်ရမှာတဲ့တို့ပဋိစ္စသမုပ္ပါ
နားလည်ရမှာဒါဆိုတော့ပရိစ္ဆသမုပ္ပါဆိုတာဘာကိုပြောတာလဲလို့ပြောရင်ခန္ဓာဖြစ်ကြောင်းနဲ့ခန္ဓာဖြစ်ကျိုးပြောပါလေတော့ခန္ဓာနောက်တနည်းပြောတော့ပရိစ္ဆသမုပ္ပါဆိုတာခန္ဓာဖြစ်စေနဲ့ပြောပါဖြစ်စေနဲ့တော့ပြောပါဖြစ်စေနဲ့တော့ရုပ်ကိုရှင်ပြတယ်ရုပ်ကိုကြည့်လိုက်တော့ဩဒီပရိစ္ဆသမုပ္ပါဆိုတာဘယ်သူရဲ့ဖြစ်စေနဲ့တော့ကဲဒီခန္ဓာအဲ့ဒီမှာခန္ဓာဘယ်နှပါတယ်လို့ပြောရင်၅ပါးပြောပါလေတဲ့တော့ဝိညာဉ်ဒါတော့အဲ့ဒီခန္ဓာတဲ့အလိုလိုဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာလားအကြောင်းရှာလိုက်တော့ပြောဘယ်သူနဲ့ဘယ်သူတဲ့တော့အဲ့အဝိဇ္ဇာသင်္ခါရကြောင့်တခြားဖြစ်ရတယ်လားခန္ဓာဖြစ်ရတာလားအဲ့အဝိဇ္ဇာနဲ့သင်္ခါရတွေတခြားတရားလားအကြောင်းတရားလားဘာရဲ့အကြောင်းတရားတဲ့တော့ခန္ဓာရဲ့အကြောင်းတရားပြောဘာရဲ့အကြောင်းတရားတဲ့တော့အဲ့ဒီအကြောင်းတရားရဲ့ပုံမှာလဲဉာဏ်မရှင်းရမှာလားရှင်းရမှာလားရှင်းပြီဆိုရင်တခြားစေနာလားတန်တရားဝေစီကိစ္စစေနာလားဒါရှင်ပြတော်ဘုရားလေးတို့တတိုင်းကလေးဟောလို့မရောက်လိုက်ရသလားဒါကတပြည့်တော့ကစောစောကပြောတယ်ရှင်အာနန္ဒာရဲ့ပုံစံလေးထိုးပြီးတော့ဥပမာလေးဇာဝတိထည့်လိုက်တာပေါ့ဗျာနော်အဲ့ဒါလေးကိုရှင်ပြတို့ကကိုယ့်ရဲ့ရှင်ပြတို့ကစာလေးပေလေးနဲ့ပြန်ပြီးတော့တိုင်ဝိုင်းပြီးတော့ချဲ့လိုက်မယ်ဆိုရင်ပို့ပြီးတော့မလာဘူးလားလှသလားနော်ရှင်ပြတို့ရဲ့တဏ္ဍာမှာစာတွေရှိပြီးသားပါဗျာနော်အဲ့တော့ဒါလေးကိုဗာလေးဆက်လိုက်ရင်တော့ဘယ်ဇက်ကလေးထည့်လိုက်မယ်ဘယ်ဇက်ကလုံးလေးသုံးလိုက်မယ်ဆိုရင်ပို့ပြီးတော့အခက်အလက်လေးတွေဝေးပြီးတော့မလာဘူးလားလှမလားအဲ့ဒီလိုလှအောင်လည်းပဲရှင်ပြတို့အုံနောက်လဲနော်ရှင်ပြတို့မှာညံကြည့်ရပါတယ်ဗျာနော်ဒါဆိုတော့1နဲ့2ပေါ့နော်အဲ့ဒါလေးပတ်သက်ပြီးတော့ဘုရားတို့တခါလေးကြတဲ့တကွက်ထဲဟောပလိုက်တာပေါ့ဗျာနော်နောက်တဲ့ကျရင်3နဲ့4ကိုတပိုင်းဟောရင်လည်းမရဘူးလားအဲ့လိုဟောတော့မယ်ဆိုရင်3နဲ့4ဟောတော့မယ်ဆိုတဏှာဥပါဒံဘဝဟုတ်တယ်မို့လားဒါတဏှာဥပါဒံဘဝတည်းအဲ့ဒီမှာအလိုလိုဖြစ်မှာလားခန္ဓာမသိလို့ဖြစ်ရတာလားဘယ်ခန္ဓာမသိတာလဲတခြားခန္ဓာလားပိဿုပံခန္ဓာလားပိဿုပံခန္ဓာတော့မရနေတဲ့ခန္ဓာလားရနေတဲ့ခန္ဓာလားရခဲ့တဲ့ခန္ဓာလားရနေတဲ့ခန္ဓာလားအဲ့ဒီခန္ဓာကိုခန္ဓာရဲ့လို့သိအောင်မကြိုးစားရမှာလားကြိုးစားမှာလားသိအောင်မကြိုးစားဘူးဆိုရင်တခြားလားမလားတဏှာလားမလားတဏှာဆိုတာဘာလဲလို့ပြောရင်တဏှာဆိုတာကမလိုချင်တာလားလိုချင်တာလားတဏှာဆိုတာလိုချင်တာခင်မင်းတာအဲ့ဒါတခြားလားတဏှာလားခင်လို့ခင်နေတာလားခင်လို့ခင်မိတာလားခန္ဓာမသိလို့ခင်မိတာလားခန္ဓာရဲ့လို့မသိရင်ဘယ်သူလာမှာတဲ့လို့ဟောတဏှာလာပြီဆိုရင်တခြားလာအောင်မလားဥပါဒံလာအောင်မလားဥပါဒံဆိုတာဗါတဲ့တော့ဆွဲလန်းတာမသွားရရင်မနေနိုင်မကြည့်ရရင်မတွေ့ရရင်မကြားရရင်ဟမ်အဲ့ဒါဘုသူရဲ့ဆွမ်းအားတတ္တိတော့သူကလည်းပဲအားကြီးခြင်းလို့အားကြီးတာလားခင်လို့မင်လို့အားကြီးတာလားအမလေးကိုနဲ့ခင်တဲ့လူတွေမတွေ့ကျင်တာလားတွေ့ကျင်တာလားတွေ့ကျင်တာကဘယ်သူတဲ့တော့ရိုးရိုးလားအယံတွေ့ကျင်တာလားအယံကဘယ်သူတဲ့တော့အယံဖြစ်ုံနဲ့ပြီးပါမလားမသွားအောင်မလားသွားအောင်မလားသွားတာကတခြားလားကာမဘောလားဒါဆိုတော့ကြည့်လိုက်တော့တဏှာဥပါဒံကာမဘောအဲ့ဒါတခြားတယ်လားအကြောင်းတရားလားဘာအကြောင်းလဲလို့ပြောရင်ပိဿုပံအကြောင်းပြောဘာအကြောင်းလဲတော့အဲ့ဒီပိဿုပံအကြောင်းတရားလာပြီတခြားရမှာလားအနာကအကျိုးတရားရမှာလားဟိုအနာကအကျိုးတရားကလူလားနတ်လားခန္ဓာလားအဲ့ဒိဋ္ဌိရှိနေပဲဆိုရင်ဘယ်ခန္ဓာလို့ပြောမှာအဘယ်ခန္ဓာလို့ပြောမှာဘယ်သူတွေကဆွဲချသွားရင်တော့ဟောအဲ့ဒီဒိဋ္ဌိတွေကဆွဲမှချလို့အရှင်ဘုရားတို့ကုသိုလ်လေးတွေကဆွဲချသွားပြီနတ်ပြည်လည်းမရောက်မှလားရောက်မှလားအဲ့ဒါကြတော့နတ်ပြည်ရောက်တော့ဘာခန္ဓာလို့ပြောမှာတော့နတ်ခန္ဓာလို့မပြောမှလားပြောမှလားဟိုလူပြည်ရောက်တော့လူခန္ဓာနတ်ပြည်ရောက်တော့ဟိုဗြဟ္မပြည်ရောက်တော့
ဒါတော့လူခန္ဓာနတ်ခန္ဓာဗြဟ္မခန္ဓာဘယ်ခန္ဓာကောင်းတော့ဘယ်ခန္ဓာမှမကောင်းဘူးပေါ့ဟာမကောင်းဘူးဆိုရင်ဖြုတ်ပလိုက်တော့လေတို့ဘုရားလက်ထက်ကလေဘုရားရှင်ကိုယ်တော်မြတ်ကြီးကယဟန်တော်တွေကိုဗာတရားဟောတော့အတုပတရားမဟုတ်လားဟောသလားဟောလိုက်တဲ့အခါအတုပတရားဆိုအတုပဆိုသူခါရီခန္ဓာထဲမှာမရှိလဲရှိသလားကိုယ်တော်တွေယဟန်တော်တွေဉာဏ်လေးနဲ့ကြည့်လိုက်တာခန္ဓာထဲမှာတင့်တယ်တာတွေ့တာလားမတင့်တယ်တာတွေ့တာလားအမလေးမျက်လုံးကြည့်တော့လဲလှသလားလှမြတ်လှသေးလားသမင်မျက်လုံးဟုတ်သေးလားအမေမျက်ခုံးကြည့်တော့ကောဈေးရတောင်မျက်ခုံးဟုတ်သေးလားသူတို့မျက်လုံးထဲမှာမျက်လုံးကြည့်ပြန်တော့လဲပဲအတုပါကြီးဟုတ်တယ်မို့လားမျက်ခုံးကြည့်တော့လေအမလေးနှာရံလေးမြတ်ဆင်းသေးလားရှင်ပြတော့လဲမဲကိုယ်တစ်ခေါက်လေးကိုမြန်နဲ့ပြန်ကြည့်လိုက်နှာရံလေးဆင်းသလားမဆင်းတဲ့နှာခေါင်းကြီးခဏခဏမကြည့်ဘူးလားကြည့်သလားကောင်းလို့လားမကောင်းလို့လားမကောင်းရင်ကြည့်ပါမလားအမလေးသူတို့ခင်ဗျာလေးတစ်တာပဲလေးဗာလေးချထားတော့သာသနာ့ဘွားပြောတာပါယခုချသေးလားဘယ်ကြတော့မလို့ဘီလိုကြီးကဘေးကိုရှေ့မှာတန်လိုင်းကြီးကိုဟုတ်တယ်မို့လားဘီလိုကလည်းပဲတက်ချက်တဲ့ပုံနဲ့ကြဒီမကဟဲ့ဒီမနဲ့တငယ်ချင်းတွေရောက်လာတငယ်ချင်းမင်းအဲ့ဒီမမကြည့်နဲ့ပေါ့အဲ့ဒီမကဘလောက်လှတယ်ပြောပြောမသိနည်းနည်းနောက်ကဘာမကောင်းဘူးပြောတာတော့ဘာမကောင်းဘူးကွာမင်းဒီမှန်ကြည့်မယ်ဘလို့ကြည့်ကြည့်မလောက်လားလှသလားအရှင်ဘုရားတို့ဒါဆိုတော့မလှတဲ့မှန်နဲ့ရုပ်လှတဲ့မှန်ဘယ်မှန်ကြည့်မှာတော့ဓာတ်ပုံကလေးရိုက်ရင်တော့ဘာလေးထက်ထက်ရိုက်တော့နော်တပည့်တော်လည်းပဲဒီကသင်္นานမှာရိုက်လိုက်တဲ့ဓာတ်ပုံကြည့်ဒီပြသင်္นานမှုတွေရိုက်လိုက်တဲ့ပုံလေးကဖွေးလို့ဆရာတော်ရွှေသူကအသာဖြူသလားမဲလားအဲ့ဒီမဲတဲ့ဆရာတော်ရွှေသူကတော့ဖြူတယ်တပည့်တော်ကြည့်လိုက်တော့ရွှေသူတဲ့မဲတဲ့တပည့်တော်ကကင်မရာထဲမှာမဲတယ်ဆိုတော့ဘာလေးနဲ့ရိုက်စေချင်တော့မခင်လို့လားခင်လို့လားရှင်ပြားတို့လည်းဘာလေးထက်ထက်ရိုက်တော့တပည့်တော်တွေးတာပါငါဖေးဖို့တင်တော့တယ်လူတွေကကြည့်တော့ဟိုးဝဲကြီးကရိုက်တော့ငကူကမှအသားကမဲမဲမိကမိတ်ထားငါလိုကောထင်ပါမလားရှင်ပြားတို့ကြည့်လေကိုပုံကိုထင်ရှားမမြင်ရဘူးဆိုရင်တင်ပါမလားဘာဖြစ်လို့တော့ကိုမခင်လို့လားခင်လို့လားရုပ်ဆိုးတာမကြိုက်တာလားရုပ်လာတာကြိုက်တာလားအဲ့ဒါဘာခင်လို့တော့ဟာကြည့်နေလူနဲ့နတ်နဲ့ဆိုဘယ်သူကပိုလှတယ်ပြောတော့မတောင်းပါလားတောင်းပါလားမလီဘုန်းကြီးလည်းတောင်းတာပဲမဲသီလလည်းလူတွေလည်းအကုန်မတောင်းဘူးလားတောင်းသလားဘာဖြစ်လို့တော့တောင်းတဲ့အမျိုးမို့လို့ဟုတ်တယ်မို့လားကြည့်လေတောင်းကြည့်လို့တောင်းတာလားခန္ဓာခင်လို့တောင်းတာလားယခုလည်းပဲမခင်ဘူးလားခင်သလားတရားခန္ဓာခင်တာလားယခုရနေတဲ့ခန္ဓာခင်တာလားခင်တာပါသူတဲ့တို့ဆွဲလန်းတာကမရအောင်တောင်းပါကဘယ်ခန္ဓာတောင်းပါတဲ့တော့ဇာတိတရားခန္ဓာလားအနာဂတ်ခန္ဓာလားဒါဆိုရှင်များတို့အပည့်၄ပါးခန္ဓာတောင်းပါမလားတောင်းမယ်လူပါသေးလားသူလည်းပဲခန္ဓာမရောက်လားရသလားအပည့်လေးဘုမအဲ့ဒီမှာငရဲမှာကြာနေတဲ့ပုဂ္ဂိုလ်လည်းဘာနဲ့ကြာရတော့တရိစ္ဆာန်ဖြစ်တော့လဲဘာနဲ့ဖြစ်ရတော့ပြိတ္တာဖြစ်တော့လေဟိုအတူတကယ်ဖြစ်တော့လေတောင်းသလား
ဘာဖြစ်လို့မတောင်းတာတော့ဒါတော့ယခုရနေတဲ့ခန္ဓာကြီးကချမ်းသာသလားဟောမချမ်းသာဘူးလို့ပဲသစ္စာကပြောတော့ပြောပင်ပြောတော့လည်းပဲအဲ့ဒါကတခြားကပြောတာလားဘုရားကပြောတာလားဘုရားကဘာသစ္စာလို့ပြောတော့တို့ကြတော့ပြောပင်ပြောတော့ဟုတ်များဟုတ်ရဲ့လားလို့များတွေးများတွေးမိသေးလားတွေးမှာပဲဘာပြောဟဲ့ဒီမှာဘယ်သူရှိနေတော့တန်တရားဝေစည်းကိစ္စမရှိဘူးလားရှိသလားဟောမဖုံးဘူးလားဖုံးသလားတန်တရားဝေစည်းကိစ္စကဖုံးလိုက်ဒိဋ္ဌိကဖုံးလိုက်ဆိုတော့မြင်မြင်ရသေးလားဒီမှာကြည့်တာအဝိဇ္ဇာကလည်းမဖုံးဘူးလားဖုံးသလားဖုံးတယ်အဝိဇ္ဇာကဖုံးလိုက်တော့တပည့်တော်တို့မှာဒါဆိုတော့အဝိဇ္ဇာကဖုံးပြီးတော့ဘာလျှောက်ရအကံလမ်းမလျှောက်ရဘူးလားလျှောက်ရသလားဘာလျှောက်တာတဲ့တော့အဲ့ဒါကိုကျေးဇူးတော်ရင်ဘုရားဆရာတော်ဘုရားကဟေးတီးသွားတာကွာတယ်ပြောဘာသွားတာတဲ့တော့တီလေးတွေများကြည့်လိုက်လေတွန့်လိန်လည်းမသွားလားသွားသလားဆရာတော်ရောက်မှပေးတာဟိုဘက်ကဘေးကကြက်ကဘာလုပ်နေတာတော့စောင့်နေတာကြက်ကဘာလုပ်နေတာတော့စောင့်နေတာဒီကတီကလည်းပဲတွန့်လိန်နဲ့မသွားလားသွားသလားရှေ့ကကြက်ကသူနာရောက်ရဲ့အစာကောက်မယ်လို့ကောတီးသိရလားမြင်ရလားမမြင်မဆန်းနဲ့တီးသွားတာပေါ့ဒါဆိုရှင်ပြတော်ဘုရားတို့ကိုလည်းပဲကြက်နဲ့တူတယ်ဘယ်သူလဲလို့ပြောရင်မရဏကြက်နဲ့တူတာဘာတော့မရဏစီကိုရှင်ပြတော်ဘုရားတို့မသွားနေတာလားသွားနေတာလားကျကိုရှင်ပြတို့ရဲ့ဆရာသမားတို့တပည့်တို့ရဲ့ဆရာသမားတွေဆိုရင်ဘာကောက်သွားပြီတော့ကြက်ကောက်သွားတာနော်ဒီလိုလေးဥပမာလေးပေါ့ဗျာနော်ဒါတော့တပည့်တို့လူတွေကိုဟောတဲ့အခါကျတော့အဲ့လိုကွက်ကွင်းကလေးမြင်အောင်15မိနစ်တခါကြတော့အာဘောနည်းနည်းလေးညံလေးရှင်သွားရင်နိုင်ဝက်လောက်သွားတယ်ပေါ့ဗျာနော်ဒါအရှင်ပြတို့ဒါကဒီထဲမှာဝမ်းစာတွေတကူထည့်ပေးလိုက်ပါနော်ကဲဒါဆိုတော့ယခုလေးပဲဘလောက်ပဲကောင်းတယ်ပဲပြောဒီမှာဘသူတဲ့တုံဇရာမရဏဘာလို့မာတဲ့တုံဇရာမရဏကြက်ကစောင့်နေတာယခုလေးပဲရှင်ပြတို့ဘာစောင့်နေတာတုံတို့တော်လည်းပဲစောင့်လို့စောင့်မှန်းကောသိရလားရွတ်ကြည့်မတူလားတို့နေသလားဘာသွားနေတာတုံမြင်လို့လားမမြင်လို့လားမမြင်တာကသွားတာကမရောက်မှလားရောက်မှလားအေးဒါကြောင့်တနေ့စရံပရဏကျက်အကောက်ခံရမယ်ဟုတ်တယ်မဟုတ်လားအဲ့လိုသိမယ်ဆိုရင်အရှင်ဘုရားတို့80တိုးမှာဟုတ်သေးလားလွတ်ရလွတ်ကြောင်းမရှာပါလားရှာပါလားရှာနိုင်ဖို့ဆိုတာကလည်းပဲဘာရှိမှရှာနိုင်မှာတော့စဉ်းစားနော်ဒါကြောင့်ရှင်ပြတို့ဘုရားတပည့်တို့အဲ့ဒီဉာဏ်ကလည်းဘာဉာဏ်လဲလို့ပြောရင်ပဋိစ္စသမုပ္ပါတိတဲ့ဉာဏ်ပြန်ပြပါတယ်နော်နံပါတ်1ကအဲ့ဒီပဋိစ္စသမုပ္ပါကိုဘာပရိညာနဲ့လဲသိအောင်ကြိုးစားညာတပရိညာနဲ့သိယုံကလေးနဲ့ကျင့်တဲ့နေရာမှာဟုတ်ရဲ့လားအဲ့ဒီလောက်ကလေးနဲ့ကျင့်တဲ့နေမယ်ဆိုရင်ဓဘဝသိရင်ဓဘဝလောက်ပဲမလွတ်မှလားလွတ်မှလားတို့ကဓဘဝလွတ်ချင်တာလားဘဝတိုင်းလွတ်ချင်တာလားလွတ်ချင်တယ်ဆိုရင်နံပါတ်1ကဘာပရိညာနဲ့ကြိုးစားရမှာတေရဏပရိညာဆိုတခြားလားကိုယ်တိုင်ကိုယ်ချအားထုတ်ရမှာလားကဲကိုယ်တိုင်ကိုယ်ချအားထုတ်မယ်ဆိုတခြားကြည်အားထုတ်မှာလားခန္ဓာကြည်အားထုတ်မှာလားခန္ဓာကြည်လိုက်တော့ခန္ဓာကဘယ်နှပါပြောပါတယ်တဲ့ရုပ်ပက်ခန္ဓာဝေဒနာခန္ဓာသင်္ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဘယ်နှပါတဲ့တော့အဲ့ဒါကိုလင်္ကာလေးကပြောတယ်ဖောက်ပြန်ခံစားမသာပြုပြည့်သိဝိညာဉ်ငါခန္ဓာမှာနောက်တစ်ခေါက်လောက်ဖောက်ပြန်ခံစားမသာပြုပြည့်သိဝိညာဉ်
ဒါတော့ငါးခန္ဓာပါဆိုတော့ခန္ဓာ၅ပါးလို့သိခွင့်မရသွားတာလားရသွားတာလားအဲ့လိုသိခွင့်ရသွားပြီဆိုရင်နံပါတ်1ဘာဒိဋ္ဌိပြုတ်တာသဲကာယဒိဋ္ဌိပြုတ်တာမပြုတ်ဘူးလားပြုတ်သွားသလားတော့ပြုတ်သွားပြီအဲ့ဒီမှာဖောက်ပြန်မပါဘူးလားပါသလားအဲ့ဒီဖောက်ပြန်တယ်ဆိုတာမြဲလို့ဖောက်ပြန်တာလားမမြဲလို့ဖောက်ပြန်တာလားအဲ့လိုမမြဲတာလေးတွေတွေ့လာပြီဆိုရင်သတ္တရဒိဋ္ဌိမပြုတ်ဘူးလားပြုတ်သလားသို့တော်လည်းပဲရုပ်ပြက်ပြီးတော့ဘာအစားထုတ်ရုပ်အစားထုတ်ဝေဒနာပြက်ပြီးတော့မတွေးတာလားတွေးတာလားဘာနဲ့ကြည့်လို့တွေးတာတရားပေါ်မှာကြည့်တာလားခန္ဓာပေါ်မှာကြည့်တာလားကဲဝေဒနာပြက်ပြီးတော့ဘာအစားထုတ်ဝေဒနာအစားတင်ညာပြက်ပြီးတော့လေသင်္ခါရပြက်ပြီးတော့လေဝိညာဉ်ပြက်ပြီးတော့လေကဲစုပြီးတော့ပြောမယ်ရှေးခန္ဓာပြက်ပြီးတော့နောက်ခန္ဓာအစားထုတ်ပြန်ပြပါတယ်တော့ရှေးခန္ဓာပြက်ပြီးတော့အဲ့ဒီလိုအစားထုတ်တာသိလိုက်တော့ဥစ္စေတာဒိဋ္ဌိမပြုတ်ဘူးလားပြုတ်သလားဘာနဲ့ကြည်လို့တဲ့တော့ဉာဏ်နဲ့ကြည့်တော့အမြင်ဝေဝါးနေသလားရှင်းသွားသလားအမြင်ရှင်းတော့ဝေဝါးတယ်ဆိုတော့အဲ့ဒီတန်တရားဝေစီကိစ္စလားမသိဘူးလားသိသလားတခြားနဲ့သိတာလားအဘွားနဲ့သိတာလားအဘွားကကျေစုပြုလိုက်မယ်ဆိုရင်သူတော်ရှင်ဘုရားတို့ရဲ့တဏ္ဍာဘုရားတပည့်တော်ရဲ့တဏ္ဍာမှာနံပါတ်3ဘာပရိညာတဲ့တော့ပါဏာပရိညာအဲ့ဒီပရိညာ3ပါးနဲ့အရှင်မြတ်ပါဏာပရိညာနဲ့ကျေစုပြုလိုက်မယ်ဆိုရင်တန်တရားဝေစီကိစ္စနဲ့ဒိဋ္ဌိအမြင့်မပြတ်တာလားပြတ်တာလားအမြင့်ပြတ်သွားပြီဆိုဟဲ့ဒီမှာငရေတရိစ္ဆာတိန္တာအတုရကေလို့ခေါ်တဲ့ဘယ်၄ပါးတန်ត្រာတော့မလွတ်တာလားလွတ်တာလားအဲ့ဒါတခြားသိလိုက်လို့လားအကြောင်းအကျိုးသိလိုက်လို့လားအကြောင်းအကျိုးကတခြားလားပဋိစ္စသမုပ္ပါလားပဋိစ္စသမုပ္ပါဒတခြားဖြစ်စေလားခန္ဓာဖြစ်စေလားဒါဆိုတော့ခန္ဓာရတဲ့ပုဂ္ဂိုလ်တို့ရဲ့ဖြစ်စဉ်တွေတတိုင်းမလိုက်ရမလားလိုက်ရမလားလိုက်ပြီးတော့ကြည့်မယ်ဆိုရင်နံပါတ်1ကတော့ဘယ်၄ပါးတန်ត្រာကလွတ်မှာအဲ့ဒါနဲ့ပြီးသွားမှာဟုတ်သေးလားဒါဆိုတော့ခန္ဓာတန်ត្រာလွတ်အောင်လည်းမကြိုးစားမလားကြိုးစားမလားအကြိုးစားမယ်ဆိုတော့တခြားကြည့်ရမလားခန္ဓာကြည့်ရမလားခန္ဓာဒီတခြားတရားလားအကျိုးတရားလားဒါခန္ဓာအကျိုးတရားဒီမြတ်တယ်ဖြစ်ပြီးတော့ပြည့်နေသလားဒါဆိုတော့ခန္ဓာအကျိုးတရားဒီဖြစ်ပြကတခြားသစ္စာလားဒုက္ခသစ္စာလားရှုတဲ့မြင်တဲ့ဉာဏ်ကဒါတော့ရှင်ဘုရားတို့ရဲ့တဏ္ဍာမှာလေတန်တရားဝေစီကိစ္စရဲ့ဒိဋ္ဌိရဲ့အကြောင်းတရားတွေမသိဘူးလားသိသလားအဲ့ဒါတခြားသစ္စာလို့ခေါ်တာလားသမုဒိယသစ္စာလို့ခေါ်တာလားအဲ့ဒါအပယ်လေးပါးတန်ត្រာရဲ့ခန္ဓာတန်ត្រာရဲ့မပြတ်ဘူးလားပြတ်သလားအဲ့ဒါပြတ်ချင်လို့ပြတ်တယ်လားပရိညာ3ပါးဖြင့်အလုံးလုံးလိုက်လို့လားဒီကိုအရှင်ဘုရားတို့လည်းအဲ့ဒီတော့အလုံးမလုံးရမှာလားလုံးရမှာလားအလုံးလုံးပါဆိုတော့တခြားနဲ့အလုံးလုံးရမှာလားဉာဏ်နဲ့အလုံးလုံးရမှာလားဉာဏ်နဲ့အလုံးလုံးဆိုတော့တခြားပေါ်မှာကြည့်ရမှာလားခန္ဓာပေါ်မှာကြည့်ရမှာလားမရနေတဲ့ခန္ဓာလားရနေတဲ့ခန္ဓာလားရနေတဲ့ယခုခန္ဓာကြီးကြည့်လိုက်တော့ခန္ဓာဒီတည်မြဲနေတာဖြစ်ပြီးတော့ပြက်နေသလားအဲကြောင့်ခန္ဓာဖြစ်ပြကဘာသစ္စာရှုတဲ့မြင်တဲ့ဉာဏ်ကဘာသစ္စာသေတာကဘာသစ္စာကဲဒါဆိုအဘေတန္တရာရဲ့ခန္ဓာတန္တရာရဲ့မသိဘူးလားသိမ့်သွားသလားမလွတ်ဘူးလားလွတ်သွားသလားလွတ်တာဘာသစ္စာတဲ့တော့နိရောဓသစ္စာဆိုတော့အရှင်ဘုရားတို့ခန္ဓာရစရာမလိုတော့ဟဲ့ဒီကြက်ကြီးကကောက်စရာလိုသေးလားအဲ့ဒါတခြားသစ္စာလားနိရောဓသစ္စာလားအဲကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရှင်အန္တာနာကိုလေတတ္တဝါတိုင်းတတ္တဝါတိုင်းကပဋိစ္စသမုပ္ပါတရားကိုပရိညာဘဏ္ဍပါဖြင့်မသိတဲ့အတွက်ကြောင့်ဘာတန္တရာနဲ့ဘာတန္တရာတော့အပေတန္တရာရဲ့ခန္ဓာတန္တရာရဲ့လဲတယ်လို့ဟောခဲ့တာလားဟောခဲ့တာလားဒါတော့ဘုရားတပည့်တော်လဲချင်တာလားပြတ်ချင်တာလားဘယ်ကပြတ်ချင်တာတော့အပေတန္တရာရဲ့ခန္ဓာတန္တရာရဲ့ပြတ်ချင်တယ်ဆိုရင်ဘာနားလဲအောင်ကြိုးစားဒါကြောင့်အဲ့ဒီလိုပရိစ္ဆသမုပ္ပါတရားကိုပရိညာ3ပါးဖြင့်နားလည်အောင်ကြိုးစားကြပါတော့တိုက်တော်ရဲ့နဲ့သာဓုကိုတော်ကြပါစို့